Kaji ni malah tak. Itu udah. Satu ada apa no? Mantu dijambi ibu ada ya mau. Tinggal lembanya buat teror. Kami keli cindoi le video. Ya orang ni mal. Buat soalnya. Kuma jaro. Di sini boleh mas. Sampai liji. Boleh mana? Di bagian ni, video bagian ni. Tahu mai long. Penalin. Lah, why ma? Why? What laba? Cheap je बारे. Gong lại được qua mất tụi tôi rồi. Miêu đi ăn luôn miêu này, bà lô bà miêu bà cố à vào. Cái này miêu cố miêu này, bà lô đi miêu nào đâu miêu này. Chú qua mà. Xe cô mẹ làm sao xe cô mẹ chinh ô ye. Chú qua mà mẹ chỉ sao về có mà được không? Mình làm mà lại đó đi mình làm à. Cô qua mà bây nghe điều mẹ này. Tôi chơi đồ bao giờ này. Tôi mấy lấy chân nó cả này mẹ. Tôi chơi chơi lấy bao nhiêu này. Ba mà mua cái tay này. Lu say gom tha ba ne nya no mi myo la ke nga shi de mi myo mi myo la ke ba phit do ya lu chinတွေ့ရတာပြောပဲလေကွာချင်းကတ်တာတို့တွေချင်းကတ်တာတွေဝါခဲ့ပြီးပါပြီmi myoကလည်းပြောဖို့ဘာမှမဟုတ်ခဲနဲ့နော်mi myo 14ပါကြေးကောင်းကောင်းနဲ့အဲ့ဒါပေါ့အခုချိန်ကဘာသာမှမသိဘူးငါတော့ခုချိန်ဒီကောင်းကောင်းပွဲတွေမလွယ်သေးဘူးနော်မျိုးလေးတို့နဲ့ဘာလို့ဒီကငလင်းဘေးတင်ထားတာနဲ့ဗာနဲ့ဆိုလူလေးနည်းနည်းစိတ်တယ်မရွှင်လို့လေနော်ဒါတော့မှအခုဒါအားလုံးအိမ်ထဲမှာပြင်းနေမှာဆိုအာတာပြေလေးဥစောလွှင့်ပေးတာပါနော်ဒီချိန်ကတော့ဒီကောင်းကောင်းပွဲတွေပါလေဥစောလည်းမတည့်ချင်ပါဘူးဒါဘာလို့မို့ပျော်သဘောပါနော်ဒါလောဆယ်စိတ်ပန်းနေချိန်စိတ်လေးတွေပန်းကြည့်သွားရင်ဒါမင်္ဂလာပဲလေနော်အဲ့ဒီသဘောနဲ့ဥစောလွှင့်ပေးတာပါတဲပွဲကြီးနေနဲ့ဥစောတဲလည်းမတဲပါဘူးလွှင့်လည်းလွှင့်မပေးပြည့်ဘူးမဟုတ်ပါဘူးနော်ဒီအပိုင်းတွေကတော့ဝီစံကိုနှစ်မှတ်မကြီးပင်လာတယ်လေးမှတ်ပါဒီပွဲကတော့နော်ဟွာတို့လည်းဒါဘောဒီလေသူကလေးတွေခေါ်ထားပြီးတော့သူပွဲတဲ့စေခြင်းနဲ့ဆန္ဒနဲ့လှုပ်တာဖြစ်တော့ပါတယ်ပွဲကတော့ရင်းနဲ့အောင်ကြီးနဲ့ရှုံးထားတော့ဗာပဲစိတ်ပိုင်းဆိုင်ရာနည်းနည်းနေပါနော်ဒါပေမဲ့ကလေးချင်းတွဲနေဝီတို့ကစံကိုတို့ကအောင်ကြီးနဲ့တွဲတဲ့သူတို့စိတ်ပေါ့တယ်နဲ့တူပါတယ်သူတို့ချင်းချင်းဆော့တော့ကောင်းတယ်အောင်ကြီးတို့ကစီနီယာကစားသမားတွေတို့သူတို့စိတ်ထဲနဲ့စိုးရိမ်စိတ်ရှိတော့ပါတယ်နော်ဒါနေတော့နေပြီမဲ့ဒါပွဲပြီးမှဒါမှတ်သိရမှာလေနော်ပွဲတော့လက်ရှိအမြင်ရတော့နေပါလေပွဲဆိုလဲပြောတော့မရဘူးလေနော်စံကိုအိမ်ရလောတဲ့တောင်ချူဒူးချောင်းဆိုတော့တိတ်တော့အစင်မပြေတော့ပါဘူးပွဲလိုမပြီးပါဘူးလိုရင်ဒီဝေးရလဲဖတ်သောဖန်ကောင်းတယ်လေဒီကဖတ်သောပဲလေဘာတော့ခံမှာဖတ်သောကောင်းနေပြီးတော့ဝေးတော့ပါတယ်4-2ပါ
ဟာကိုကြမေးအောင်မှာဒီမှာဒီမှာဒီလို ဘာပဲထောက်လဲဘာမှမလုပ်ဘူးကိုချိုးကြည့်တော့မှမလားလို့မေးကြအောင်ဘာလို့ခိုင်းတယ်မဟုတ်ဘူးဒါကြီးတော့ဆောင်းမထိုးတယ်လို့ထောက်တော့မိတယ် ဘာလို့မပိုင်9မိနစ်ပြီးလိုက်ပါလား ဟာကြံကြံမှန်ကြတယ်ကွာ သူကငါပဲပေါ်တယ်ကျွန်တော်ငါပဲ 5-2ဖြစ်သွားပါတယ်5-2ဖြစ်သွားပါနော် တောင်းလိုက်ထောင်းလေးဥစားအရင်တော့တော့ထောင်းမယ်ဥစား2တောင်းလောက်ထောင်းရတယ်အခုကျတော့7တော့တာမြောက်ကွာ ဟုတ်ပါတယ်နော်မျိုးလေးအာကြီးပွဲလဲလှမ်းဆက်နေပါတယ်ဒီမှာကိုမင်းနဲ့နေတိုင်းသူတို့ပြောပြပါတယ်ပွဲကကျွန်တော်ဒီအပိုင်းနဲ့မတဲခြင်းသေးလို့အားလည်းမထည့်ခြင်းလို့နော်ဟုတ်ဘေးက90တန်းနဲ့စူးနာဂျာကြီးကစူးညံတာဂျာကြီးမင်းဝယ်ဘက်ကပြောနာစူးညံတာပဲလေ အမေကတော့လာမခေါ်လိုက်ဘူး မင်းစောင်းနေကလို့လာမခေါ်ရတဲ့ရော ကောင်းတော့လည်းမင်းတို့မကြိုက်လို့ပုံစံမကြိုက်လို့လာမခေါ်ဘူး ရှုံးမကြိုက်လို့မင်းတို့ရုပ်ခံမကြိုက်လို့တဲ့3-5ပါဝဲတော့အာသိမ့်မထဲကြတဲ့ပုံစံဖြစ်နေနော်နှစ်ဖက်လုံးကြေးလည်းမကောင်းတော့ကြအဝေးတော့ပါတယ်အာဆင်နယ်ဖန်မင်္ဂလာပါနော်မင်္ဂလာပါအာဆင်နယ်ဖန်ကြီး ဟုတ်တယ်ယူအောင်ပါလေဘာလို့ကြတယ်ငါဘက်ကနေပဲပေါ်တယ်နေပါလား ဒါကျတော့လည်းတော့လာကြရဲ့ အော်တော့မှဒီကားလာလာပြီးမှာနော် ဒါကျတော့မနေ့ကတော့ငါဘာလို့မေးတာငါလုံးဝ ငါရှုံးနေတာလားဒါမှလည်းတာလား 3-5ပါအမှတ်ကတော့ကတ်ပါတယ်နော်နှစ်ဖက်တင်းကဘေးကြီးလည်းထွက်မလာတော့ဆယ်လောက်ခွန်အားတွေပါတော့ဒီကစရဲဘူးဇွေးစံကိုလည်းဟိုဘက်ကမှတ်ကြီးပင်လာတယ်မှာနော် ကျွန်တော်ပြောတာများတော့မလို့ရင်းလာလောင်းရပြီးလိုက်တာ မိမျိုးလာခဲ့ရအောင်လို့ကစော့မယ် မဟုတ်ဘူးပြုတ်ပဲနိုင်ပါတော့တယ်ကျွန်တော်တို့တော့နိုင်တဲ့လူကလောလောတော့ ဟုတ်တယ် remove racer မျိုးလေးကဥဆောင်မြင်တာနော်သူကတော့ဘယ်လိုရှိလဲမလဲသူ national ပွဲတွေမှာဆိုတော့သူအဲ့လိုစပီချင်းတွေထိုးရတာဘိုက်ခေါက်တွေထိုးရတာလေရှေ့မှာကာထားတဲ့လူရဲ့ခေါင်းတွေပေါ်ရှက်ထိုးရတာလေးတဲ့နေရာပေါ့နော် marking ပေးပြီးထိုးရတာလေအဓိကကျင့်ရတာပေါ့နော် level စဉ်ကတ်မှာအဲကြတော့ဒီအလုပ်ပွဲတွေမှာသူစားပစ်ထင်တော့မသွားတော့ဘူးလေဟိုမှာကျတော့ national ပွဲတွေမှာစားပစ်အလေးကြီးရဖို့ဆိုမလွယ်ဘူးလေနော်လွယ်တဲ့အခါကျတော့သူတွေကိုယ်နေသမားတွေကိုလွတ်ထိုးလို့မရတော့ဒီ pro ကာထားတဲ့အပေါ်လေးခေါင်းလေးတွေရှက်ထိုးရတဲ့အခြေအနေမျိုးတွေပေါ့နော်မျိုးလေးနဲ့တော်တီမျိုးတို့ဖြစ်ရင်9သိန်းစိုက်ပေးမယ်ကြည့်ချင်လို့နှစ်ယောက်စလုံးအားပေးပါတယ်တဲ့ကိုဖြိုးကပြောနေပါပြီမျိုးလေးတော်တယ်ဝမ်းဝမ်း4-6ပါဝေးကြီးတို့အမှတ်တက်လာပါနော်ဝေးကြီးတို့4မှတ်ဘယ်လာလေးမှတ်ကြီး6မှတ်ပါ ဘာလို့အောက်ပိုင်းတက်ဘူးမင်းယူလားတော့ဖေးရတယ် မနောက်လိုက်ရလို့စားမနေနေပြီမှာကြီး ဘူးယူ ဘာမှ6မှတ်ပါ ပေါ့စားတယ်တော့လည်းပြောခက်တယ်ဟောငါလုံးမှာဟောတော့ကတည်းကချာ ဘောဒီလေတော့ပြောတာကမင်းတို့ကြီးတယ်တယောက်မှသုံးမကြဘူးတဲ့ကလေးတွေကြိုက်လို့ကလေးတွေစော်လွတ်တာ မှန်တယ် မစားပေးတယ်ဟို ဒီဘက်လောဒီဘက်ဘယ်ကလုံးပဲဆို 7-6ပါ ဆောင်းရတယ်ဘုရားနော် ဟာကောင်းပါလေကွာအေးစစ်ချိတ်ချင်းအဖြစ်လည်းတိမ့်တောင်းပါပဲမစိုးတော့မရှိပါဘူးထိုင်းကကြောင်းတိုင်းနဲ့ချနေတာလေဟလာဖိစီပြောတာလားအေးကြောင်းတိုင်းနဲ့မှာပဲကြီးရလေဟုတ်တယ်7-8ဖြစ်သွားပါပြီ အဲ့ချောတာလေးကအကောင် 10မှတ်2သွားပါပြီ ရေးခိုင်းတာမရေးဘူးရိုက်ဘလို့စက်တာလို့ဆရာလေးပါ ရှာပန်ရှုံးပေးပါမယ် ကြောင်းတိုင်းဟုတ်တယ်ကြောင်းတိုင်းပါရင်ကြီးကောင်းပါပဲနော် အနိုင်ခတ်တက်တာလို့ ကျောင်းထဲကသူ့ရဲ့ fan တွေပေါ်တယ်လေ အေးအားထားကြုံးစားအကဲလေးလည်းပြောပြကြီးတိုင်းပဲကြောက်လို့လားကြီးတိုင်းပဲလို့လားငါကြီးတိုင်းပဲလို့မကြီးတိုင်းပဲလို့လားအေးတော့မမဟုတ်ကလောင်းကြီးရှုံးပေးပါဘုကလောင်းကြီးနိုင်ခတ်ဟုတ်လား ဘိုးကြီးကျယ်စင်မြောက်သေးပါဘူးကြီးပြန်ကြီးရေ ဘာဘကလောက်ပါ အေးကောင်းတယ် ဟမ် လက်အိပ်ပါ ရှုံးပေးပါတော့ တို့ကဘကပေါ်လို့ပဲ အေးပေါ့ပြီးတော့ 7မှတ်8မှတ်ဖြစ်သွားပါပြီနော်ကွာစားပြီးကောင်းသွားတယ်ဝေးစားပြီးကောင်းတယ် ကျွတ်အဲ့ကောင်ကျွတ်ဟိုတခါပွဲတယ်ကျွတ်ကျင်နာပဲကျွတ်ကျင်နာပြီးတော့ပြောတာဟုတ်လိုက်တာတာများဘုရားအပြောခတ်တာပဲပါလူ အဲ့ပြောလို့ပဲ 10မှတ်7မှတ်ပါလက်အိပ်ပါ7မှတ်8မှတ်အဲ့လေပါဟုတ်တယ်မကြီးချင်လို့ကြတယ်ဟိုတကြံပြီးတဲ့မယ်ဆိုရင်ခုထိဟွာလေးငလင်းပါနဲ့ပါညာနဲ့ဆိုတော့တိတ်ရက်သွားတာပါနော်မန်တုံတကြံပြီးအဲ့ပွဲတဲ့ရမှာဒီငလင်းပါညာနဲ့ပွဲတယ်မတဲ့တော့ဘူး အဲ့ဒါလုံး
လက်အေးပါ ဟုတ်တယ်လေ အေးလက်ပါနော် ဟာဘောလေးဘာလို့မခလေးနဲ့ပါလိုက်တယ်ဟာ လက်အေးပါဘောဒီနဲ့ရှာကြီးနဲ့ဒီအဲ့နဲ့တော့တစ်ဖက်တည်းထဲပေးလိုက်ကွာလုံးရှုပ်တယ်ရှာကြီးနဲ့ဘောဒီလေး ဟဲ့ဒီပါကြောက်တယ်ငါ့ကိုကြောက်တယ်ဂျာကြီးကြောက်ပါတယ်ခင်ဗျားတို့က ဝမ်အေးပါ17မှတ်8မှတ်ပါနော် ဟာ3တိပြောနိုင်ဘူး ဒီပွဲစောရသိရမှာလေဒီကြေးတယ်ဘယ်လောက်ရှုံးပေးပြီ8မှတ်12မှတ်ပါအေး2ပါ မန်နေဂျာကောင်းကောင်းမလုပ်တော့နဲ့အမကဘယ်လိုလုပ်မအောင်တော့လုပ်ငန်းလုပ်လိုက်ဘယ်လိုလုပ်မလဲဆိုတော့ပြောတော့နဲ့မန်နေဂျာမခေါ်နဲ့ကျွန်တော်ဘာလုပ်လဲအမကျွန်တော်ဘယ်လိုအကျိုးမဲ့ဘယ်လိုလုပ်မအောင်တော့လုပ်ငန်းလုပ်လိုက်အမတေချာဒီကဆိုင်ဖွင့်တော့မယ်ဟိုလည်းဒီမှာဆိုင်ဖွင့် A2 8မှတ်12မှတ်ပါကဲတမန်တက်သွားပြီ92ပါကျွန်တော်နောက်ထပ်မှထားနေတယ်ဗာလေကျန်းနေလဲတော့မသိဘူး2 9ပါ92ပါ9မှတ်12မှတ်ပါနော် ဘယ်နဲ့ကြည့်လဲဖွင့်သွားခြင်းဟုတ်အဲ့တော့အမတရားပြောလိုက်အမကကြာပြီဆိုအမပါပါကိုလာကြည့်နေအမလာကြ နှစ်သုံးဦးဆို73ကို ဟုတ်ပြောပြီ ကြမယ်ကိုကြီးပြော ဟုတ်ပြောပြီဦးသေးရဲ့ဟုတ်ပြောပြီဟုတ်ဒီကဲ10မှတ်73မှတ်ဖြစ်သွားပါပြီငဆိုင်ရန်ကုန်ရောက်နေပဲเนาะစောလာပြီစမ်းလာပြီ အမကဘယ်နေ့လာခဲ့မှာ ငဆိုင်ကသူ့ဆရာကျော်စွေးစီမှာရောက်နေတယ် โอเคကျွန်တော်အမ 3 level 73 10 โอเคအားရမနေ့ကစားလို့တော့တပတ်ကမနေ့တခါလာပြောမယ် စလေး10မှတ်ပါ အဲ့ဒါမနေ့ကလာခဲ့မယ်ဟုတ်ပြောပြီနော်အေးလာခဲ့မယ် စလေးပါ ရတယ်โอเคနော်မမီတော့โอเค ကဲ17မှတ်14မှတ်ဖြစ်သွားပါပြီ17မှတ်14မှတ်ပါနော်စလေး17ပါ15 17ပါညမကျော်လေးမနေ့ပြောင်းငါကြီးစောစောလေးပါလို့ငါကြီးရဲ့ကိုပါရဲ့ကျော်လေးအခုလိုလုပ်ငန်းတစ်ခုပါပတ်ပြီးလုပ်ရလို့ငါကြီးလည်းပြောတော့ဒီလိုပါဘူးအဲ့ဒါငါကြီးရဲ့အခု ရှုံးတော့ပါပြီမကြီးပါ ငါကြီးကတော့မန်နေဂျာထားလိုက်ရအောင်ပါရှိရတယ်အဲ့ဒါတော့မနေ့ပြောင်းကိုတက်တယ်